Myanmar Forest Family MFF စာနာကူညီမြန်မာ Forest Family အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်ကတော့အငိမ့်စားပေါ့တတော်ညွှန်ကြားရေးမှူးပမောက္ခဦးအောင်လွင်ဖြစ်ပါတယ်ဒီအစီအစဉ်ကလေးကိုမျှဝေတဲ့အခါမှာမိတ်ဆွေအပေါင်းအသင်းတွေအားလုံးကနေပြီးတော့ဝယ်ထောက်ခံတာတွေ့ရပါတယ်ဒါကြောင့်မလို့ဒီမြန်မာ Forest Family အကြောင်းကိုလာမယ့်28ရက်နေ့နဲ့29ရက်နေ့မှာ Zoom အစည်းအဝေးလုပ်ပြီးတော့မှရှင်းပြမှာဖြစ်ပါတယ်ဒီလိုအစည်းအဝေးလုပ်ပြီးတော့ရှင်းပြတဲ့အခါမှာလည်း Zoom မရတဲ့သူinternet မကောင်းတဲ့လူအစရှိပြင်ရှိတဲ့ကြောင့်မလို့အခုရှင်းပြမယ့်အကြောင်းကိုအချင်းချုပ်ပြီးတော့မှအခုရှင်းပြသွားမှာဖြစ်ပါတယ်အဓိကအရေးကြီးတာကတော့အငိမ့်စားယူပြီးတဲ့နောက်မှာတကယ်တော့မငြိမ်းရနိုင်တဲ့အမှုရန်တွေပေါ့နော်သူတို့ရဲ့ဘဝကိုစာနာနားလေဖိမရိုင်းပင်းမှုနဲ့ဟိုးအရင်တော့အလုပ်လုပ်ခဲ့တော့တန်ရောစင်နဲ့တစ်ချိန်လုံးကတတော်မိသားစုဘဝကိုအခုလည်းပဲတတော်မိသားစုလိုအမှတ်တရရှိစေဖို့အတွက်စူပေါင်းစုံစည်းမျှဝေရနေရာတစ်ခုအနေနဲ့ပြန်လည်တည်ဆောက်လိုက်တဲ့သဘောတရားပဲဖြစ်ပါတယ်တတော်ရဲ့မြမတလုံကစိတ်ဆိုတဲ့ပတ်ဝန်းကျင်ကနေပြီးတော့အငိမ့်စားဝန်ထမ်းတွေနှုတ်ထွက်ထားတဲ့သူတွေအထူးအားဖြင့်တော့အမှုရန်တွေပေါ့နော်သူတို့ပို့ပြီးတော့မှဒီမှာပို့ပြီးတော့ဦးစားပေးဖို့အတွက်ကိုလည်းလူလားပါတယ်အဲမှာရင်မောင်းကအစပေါ့နော်ညာဆောင်တို့ပြိုးရင်လူသမားတို့နောက်ရုံဝန်တန်းခွင့်စင်းဝန်တန်းနောက်သူတေသနာတင်တန်းကျောင်းပေါ့တက္ကသိုလ်တို့အဲ့ဒီမှာရှိတဲ့ဝန်ထမ်းတွေအငိမ့်စားယူထားတဲ့ဝန်ထမ်းတွေအားလုံးပါပါတယ်ဒါအပြင်လက်ရှိရှိနေတဲ့ဝန်ထမ်းတွေကတော့ပါလို့တော့ရပါတယ်သို့တော်လည်းပဲသူ့ရဲ့စီမင်းစည်းကမ်းတွေရှိပါတယ်အဲ့ဒါနဲ့လိုက်နာမှဆိုရင်ပါဝင်လို့တော့ရပါတယ်အဲ့တော့ဒီမှာတော့အောက်ခြေအမှုရန်မိသားစုတွေအတွက်ကိုအရင်တော့ဆရာတွေအနေနဲ့အထက်ကတွေတာဝန်ထမ်းဆောင်ခဲ့တဲ့အရာတန်းတွေကငဲ့ညာသောအဖြစ်အခုဒီချိန်မှာဥဆောင်ပေးဖို့လည်းတိုက်တွန်းပါတယ်ဒီလိုမျိုးလုပ်တယ်ဆိုတော့ပတ်စံပေးဖို့တခုတည်းမဟုတ်ပါဘူးနှုတ်ဤဆောင်မှာချင်းပေါ့နော်comment တွေမှာရေးတာပေါ့အားပေးတာတွေပေါ့ကူညီမယ်ဆိုလို့ရှိရင်လည်းများများဆဆဒီခေတ်မှာခက်ခဲရှိတဲ့ကြောင့်လို့တယောက်ကိုလည်း1000ကျပ်ပေါ့2000ကျပ်ပေါ့3000ကျပ်ပေါ့ဒါကတော့မတတ်မှတ်ပါဘူးကိုတက်နိုင်တဲ့လောက်ပဲအဓိကကြီးကတော့များများဆဆပါဝင်နိုင်ဖို့ကပို့ပြီးတော့အခြေခံကြပါတယ်အဲ့လိုဒါမဲ့လူတွေအများကြီးစုပေါင်းလိုက်လို့ရှိရင်တော့အတိုင်းအတာတစ်ခုထိရသွားမယ့်သဘောပေါ့အဲ့ဒီပုံမှာအခြေခံပြီးတော့မှဒီဖွဲ့စည်းလေးပေါ့ Facebook group ပေါ့ဒါကိုဖွဲ့စည်းလိုက်ရဖြစ်ပါတယ်အဲ့တော့ဒါအပြင်ဟိုးအရင်တော့လုပ်ငန်းခွင်မှာမိတ်ဆွေအပေါင်းအသင်းတွေဆရာသမားတွေတပည့်တွေနဲ့မိပြောက်လို့မရတဲ့အမှတ်ရစရာပေါ့နှစ်ပေါင်းများစွာကလုပ်ငန်းအတွေ့အကြုံတွေဘုသူတတွေကလည်းကိုယ့်ရင်ထဲမှာတင်ထားတာရှိတယ်လက်ဖေးဆိုင်မှာတကယ်ချင်းတယောက်နှစ်ယောက်နဲ့တွေ့တဲ့အခါမှာပြောတာတော့ပဲရှိတယ်ပေါ့နောက်ဟာတာဖြစ်ကြတဲ့အကြောင်းအရာလေးတွေဒုက္ခရောက်တဲ့အကြောင်းအရာတွေပေါ့နော်နောက်ဓာတ်ပုံတွေပေါ့နော်ရှားပါတဲ့ဓာတ်ပုံတွေအဲ့ဒါတွေကိုလည်းဒီမှာစုစည်းပြီးတော့မှထိမ့်သိမ့်ထားမယ်ပြီးတော့ရှင်လည်းဒီ Telegram group ကနေပဲပြန်ပြီးတော့မှထိမ့်သိမ့်ထားမယ်သဘောတရားမျိုးပေါ့နော်ဒါကတော့နောက်ခံအကြောင်းအရာဖြစ်ပါတယ်ရွေချက်ကတော့ဒီအငိမ့်စားဝန်ထမ်းတွေဟာတွေ့ပေါ့နော်စုံစည်းရနေရာတစ်ခုလေးတစ်ခုတတ်မှတ်လိုက်တာပေါ့အခုဆိုရင်တော့သူ့ယာရုအလိုက်သူ့အရာရှိပေါ့နော်ကျောင်းစင်းအလိုက်ပြည်ဦးမျိုးဆိုလည်းပြည်ဦးမျိုးကျောင်းစင်းလိုက် MT မှာလည်းရှိမှာလို့တင်တဲ့ကျောင်းစင်းလိုက်အဲ့နေရာတွေကိုဖွင့်တဲ့ခု Facebook group တွေ Messenger group တွေ Viber group တွေနဲ့လုပ်နေတာတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့အားလုံးကိုစုပေါင်းပြီးတော့မှနေရာလေးတစ်ခုသတ်မှတ်တာဖြစ်ပါတယ်အဲ့တော့ IT နဲ့ပတ်သက်ပြီးလို့ကျွန်တော်လည်းလေ့လာထားတာရှိတဲ့ကြောင့်မလို့ဒီနေရာလေးကိုလည်းစုံစည်းရနေရာတစ်ခုလေးတစ်ခုနဲ့သတ်မှတ်ထားပါအဲ့တော့အကူအညီလိုအပ်နေတဲ့ဝန်ထမ်းတွေစုပေါင်းပြီးတော့စာနာတယ်ဆိုတာကတော့အားပေးတာအားပေးစကားပြောတာစာနာတာပေါ့နော်ကူညီတယ်ဆိုတာကတော့မေးကြီးအားဖြင့်တော့ပစ္စည်းအားဖြင့်တော့ကူညီတာတတ်နိုင်တယ်လို့ပေါ့နော်အဲ့ဒါလေးလုပ်ဖြစ်တယ်နောက်တစ်ခုကခုနလုပ်ငန်းအတွေ့အကြုံတွေဖူးတုတာတွေအမှတ်တရဓာတ်ပုံဟာတာတွေပေါ့နော်အဲ့ဒါလေးလည်းစုစည်းပြီးတော့မျှဝေဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ကြမလဲဆိုတဲ့နည်းစနစ်ကတော့
ကျွန်တော်ဖွဲ့ထားတဲ့ Facebook group မှာအဖွဲ့ဝင်ပြီးတော့မှဒီ member အနေနဲ့ဝင်ပြီးတော့မှစာနာကူညီဖို့ပေါ့နော်စာနာတာတခုကူညီတာတခုစာနာတာကတော့နှုတ်နဲ့ဖုန်းနဲ့ဒါမှမဟုတ်လဲ comment တွေရေးပြီးတော့အားပေးနှစ်သိမ့်ပေးတာပေါ့နော်ငွေကြေးပေါ့နော်တို့ကတော့ငွေကြေးပေါ့ဥပမာနိုင်တစ်ခုရှိနေရှိမယ်စေုံတက်ရတယ်ရှိနေရှိမယ်ဒါမှမဟုတ်လဲတခြားသဘာဝဘေးရတဲ့ခံရရှိလို့ရှိနေဟုတ်ပါတယ်ငွေကြေးကမတတ်နိုင်လိုက်ဖြစ်မယ်ဒါမှမဟုတ်လဲဘလို့မှပြီးလို့မရတယ်ဖြစ်မယ်အဲ့ကြလို့ရှိနေအားပေးနှစ်သိမ့်ပေးလိုက်တာပေါ့နော်အဲ့တော့ဘယ်သူတွေရောဘာဖြစ်နေဆိုကြအကုန်လုံးနဲ့ဝိုင်းပြီးအားပေးနှစ်သိမ့်ကြတဲ့လူတွေကတယောက်နှစ်ယောက်ရှိရတယ်ဆိုလို့ရှိရင်50 100ရှိတာပိုကောင်းတယ်အဲ့ဒါအားပေးတာနှစ်သိမ့်တာရှိခုနပြောဆိုပဲအတွေ့အကြုံဘူးသူရဓာတ်ပုံဟာတာတွေကိုTelegram ထဲမှာကျွန်တော်သိထားမယ်ဒါပေမဲ့ဖြန့်ဝေတဲ့လူကတော့ Facebook ပေါ်မှာဖြန့်ဝေလိုက်လို့ရှိရင် Facebook group ပေါ်မှာဖြန့်ဝေလိုက်လို့ရှိရင်ကျွန်တော် Telegram မှာသိထားခြင်းပြင်တောက်ချိန်မှာဒါတွေကိုတင်တဲ့လူတွေသုံးပြလို့ရတာပေါ့နော်အဲ့တော့ Facebook မရှိဘူး Telegram မရှိတဲ့သူတွေကိုတော့ကိုယ်အနီးနားမှာနေတဲ့မိတ်ဆွေအပေါင်းအသင်းနဲ့နိစ္စရာတွေမှာဖြန့်ဝေပြီးတော့သိပေးဖို့လိုပါဥပမာမြို့နယ်တစ်ခုမှာနေတယ်အဲ့မြို့နယ်မှာဒီခင်တော့အလုပ်လုပ်ပြီးတော့မှတခြားနေရာပဲဖြစ်ဖြစ်ပေါ့နော်ငိမ့်စားယူတဲ့လူတွေကအဲ့ချက်ကွက်ထဲမှာနေတယ်ဆိုရင်လည်းဒါလေးကိုသိထားကြဖို့ကြည့်ပါတယ်အဲ့တော့သိဖို့ကတော့မလွယ်ပါဘူးဒါမဲ့ဒီလိုမျိုးစာနာကူညီခြင်းနဲ့ဆန္ဒရှိတယ်ဆိုတော့တဖြည်းဖြည်းတော့သိလာမှာပေါ့နော်အားလုံးတော့လည်းချက်ချင်းအကုန်လုံးဒီ group ကိုတန်းရောက်လာဖို့တော့မလွယ်ပါဘူးကျွန်တော်တို့ admin အနေနဲ့ကတော့ mutual support နဲ့ share network ပေါ့နော်အဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့ support လုပ်ကြတယ်ခုနနှုတ်အားဖြစ်တယ်တော့ငွေအားဖြစ်တယ်တော့လုပ်တယ်နောက် share လုပ်တယ်ဆိုတာကတော့ခုနတယောက်ရဲ့အတိကိုတောက်တယောက်ဆိုနေတယ်အဲ့တော့ admin group အနေနဲ့ကတော့လူငွေမကောက်ခံဘူးငွေကြီးကိုလည်းမထိန်သိမ်းပါဘူးရံငွေလည်းမထားပါဘူးငွေကြီးကိုလည်းကျွန်တော်ကုစားဖြန့်ပေးပါဆိုတဲ့ပုံစံမျိုးလည်းအလုပ်လို့အဆင်မပြေပါဘူးရရှိမှာပေါ့နော်တိတ်အရေးကြီးတဲ့ကိစ္စလွယ်လို့ပေါ့နော်အကူအညီလိုတဲ့လူနဲ့ကူညီခြင်းတဲ့သူတွေချိတ်ဆက်ပေးတာပဲဖြစ်တယ်အဲ့ဒါထပ်ပြီးတော့ခဏရေးပါတယ်ဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရကိုတွေဖြစ်ရတယ်အဲ့ဒါစူးစီးပြီးတော့မှကျွန်တော် Telegram နဲ့ဖြန့်ဝေကြမယ်လားအဲ့တော့ MFF do not collect money do not control do not distribute MFF connect people who need help with people who wants to help and share ပေါ့နော်အဲ့တော့ admin ဒီကတော့ချိတ်ဆက်ပေးမယ်ဆက်ဆက်ပေးမယ်စောင့်ကြည့်မယ်မသင်္ကာရာကိစ္စတွေပါညာပါမယ်ဆိုလို့ရှိရင်ကျွန်တော်ခဏရက်ဆိုင်ထားမယ်ချုပ်ပြမယ်သိစီမယ်တော့ညဖို့အားလေးဖြစ်ပါတယ်နောက် MFF က group ရဲ့ဒီ rule တွေရှိပါတယ်အဲ့ဒါတော့တစ်ခုချင်းစီအသေးစိတ်ဖတ်ပြီးတော့မပြတော့ပါဘူး Facebook တွေမှာဘာဝက်ဖြစ်လိုက်နာပါတယ်မလိုက်နာလို့ရှိရင်ဒီ Facebook အားနေပြီးတော့မှအကောင့်ဖြည့်ပြထားမျိုးရက်ဆိုင်ပိတ်ထားမျိုး freeze လုပ်တာမျိုးရှိပါတယ်အဲ့ဒါမျိုးရှိပါတော့ဒီထက်မှာတော့အသေးစိတ်ကလေးတွေရှိပါတယ်ဒါလေးနောက်စာနဲ့ပဲကျွန်တော်ဖြောက်လို့ဖြစ်ပါတယ်ရေးပေါ်တနေရာမှာအကူအညီလိုနေပြီဆိုတော့အဲ့ဒီလူက Facebook ရှိတော့လဲသူကိုယ်တိုင် Facebook မသုံးနိုင်တာလည်းဖြစ်မယ်အဲ့ဒါမျိုးဆိုလို့ရှိရင်အဲ့ဒီအနီးနားမှာရှိတဲ့သူအဲ့မြို့နယ်ဆိုလည်းအဲ့မြို့နယ်တွေမှာတည်တဲ့လူကနေတော့မှဒီလိုအောက်ဒီမှာပေါ်ပြထားတဲ့အချက်လေးအတိုင်းအချက်လက်တွေအတိုင်းကြည့်ကြအချိန်ပြီးသင်ပြရမှာဖြစ်ပါတယ်အကျိုးအကြောင်းပေါ့နော်အဲ့ဒါပြီးတော့သင်ပြရမှာဖြစ်ပါတယ်ဘယ်သူကဘာဖြစ်နေဆိုတဲ့ဒီကုလည်းလည်းဘလို့မှမရပါဘူးသူအရင်တော့ဘလို့တာဝန်ထမ်းဆောင်ခဲ့တယ်သူ့ရဲ့အပြင်ဘလူတွေဘယ်ဆရာတွေသူသိခဲ့တယ်ဘယ်နေရာတွေမှာဘာလုပ်ခဲ့တယ်ဆိုတာမျိုးတွေပေါ့နော်အဲ့လိုပေါ်ပြလိုက်လို့ရှိရင်သူ့ကိုနဲ့သူ့ကိုရင်းနှီးတဲ့ခင်မင်းနဲ့သိတဲ့ဆရာတယောက်ကလားဟုတ်တယ်ဘသူပဲပေါ့နော်အဲ့လိုမျိုးပေါ့ပြန်ပြီးတော့ထောက်ခံပြီးတော့ verify လုပ်ပေးတာမျိုးပေါ့နော်အဲ့လိုမျိုးတွေဝိုင်းလုပ်ပေးရမှာအဲ့တော့ admin အနေနဲ့ကတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့တခုချင်းပုံမှာ case တခုချင်းပုံမှာလိုက်ပြီးလုပ်ပြနိုင်ဖို့တော့မလွယ်ဘူးသိတဲ့လူတွေကပဲပြောမယ်သိတဲ့လူတွေကိုယ်တိုင်ကကိုကြောခိုင်းနေမယ်ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ admin အနေနဲ့ကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်လိုမှအဲ့လိုဆောင်ရွက်နိုင်တဲ့အနေအထားမျိုးမရှိပါဘူးအဲ့တော့ဒီမှာအသေးစိတ်ပေါ့နော်အချက်လက်တွေရှိအဲ့အချက်လက်တွေကိုကြည့်ပြီးတော့မှလုံလက်ထပ်ဖြည့်ပေါ့နော်အဲ့တော့ဓာတ်ပုံတို့ဘာလို့တင်တဲ့ခါကြလို့ရှိရင်တော့ဒီ group ကကျွန်တော် private ဖြစ်ပါတယ် private ဆိုတာ member ပဲတွေ့ရမှာသိရမှာဖြစ်ပါတယ် member မဟုတ်တဲ့လူတွေမသိရပါဘူးဒါပေမဲ့တချို့သော
အရေးကြီးတဲ့ဟာတွေဘယ်တော့ဖြစ်တယ်ဆိုတော့စာတော့ကျွန်တော် Facebook ပေါ်မှာကျွန်တော် Facebook ပေါ်မှာ public ကနေပြီးမှ share လုပ်ပြီးမှဖြစ်ပါတယ်နော်အဲ့ဒါလေးရှိပါတယ်အဲ့တော့တခုခုလိုတဲ့ခါမှာအချက်လက်ကိုပြည့်စုံဖို့အရေးကြီးပါတယ်နောက်တစ်ခုကတော့ခုလိုမျိုး group Facebook group လုပ်တဲ့အခါမှာအားသာချက်နဲ့စိန်ခေါ်မှုတွေအများကြီးရှိပါတယ်အဲ့တော့အားသာချက်ကဘာလဲဆိုရင်ဟိုးအရင်တော့ဘယ်သူတွေကဘယ်ရောက်နေလို့ရောက်မှမသိတော့ဒီမှာပြန်ပြီးတော့မှတတော်မိသားစုတွေပေါ့နော်အထက်အောက်ဆရာတစ်ဖက်ရာရန်ဝန်ထမ်းအမှုထမ်းတွေနဲ့ပြန်ပြီးတော့ဘယ်လိုကဘယ်မှာနေတယ်ဘာညာဆိုတာမျိုးကိုအဆက်အသွယ်ပြန်ရနိုင်ပါတယ်တူးချင်းတက်နိုင်တဲ့ပြဟိုမှာ1000ဆိုပေမဲ့တကယ်လို့ကျွန်တော်တို့အငြိမ်းစားယူထားတဲ့အထက်မှာစုပေါင်းလူ900ရှိရဲဆိုရင်300က1000ကြီးပြီးလို့ရှိရင်3သိန်းရပါမှာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့တက်နိုင်ကြတယ်ညားလိုက်လို့ရှိရင်တော့အားလုံးပူပေါင်းလိုက်လို့ရှိရင်တော့တစုံတစ်ခုတော့တိုင်းတာဒီတိရောက်သွားမှာဖြစ်ပဲသူကစိတ်ုံတက်တဲ့350ကြာမယ်ဒီကိစ္စတော့ဘယ်သူမှတောင်းနိုင်မှာမဟုတ်ဒါကတော့ကပ်ပြီးသက်တာခါမှတကားပါကျွန်တော်တို့ကမိသားစုအနေနဲ့ပြန်လဲပြီးတော့မှ rebuild ပြန်လဲပြီးတော့မှမိသားစုတွေကိုပြန်လဲတွေ့စီအောင်ပြန်ပြီးတော့တိဆောက်ပေးတဲ့သဘောတရားပဲဖြစ်ပါတယ်အကူအညီဆိုတာလည်းပဲစာနာတဲ့သဘောတရားပဲဖြစ်ပါတယ်လိုအပ်ချက်ကိုကျွန်တော်အပြည့်အဝထောက်ပံ့ပေးနိုင်မယ့်အနေအထားမျိုးတော့ဘယ်မှမရှိနိုင်ပါဘူးနောက်တစ်ခုကတော့ခုနကတစ်ခါထပ်ပြောပါတဲ့အတွေ့အကြုံတွေဓာတ်ပုံတွေဟာတာလေးတွေပေါ့နော်တခြားသူတွေရဲ့ပုဂ္ဂိုလ်ကြီးကိုမထိခိုက်စေဘဲနဲ့ပေါ့နော်အဲ့တော့ကို့မှာကိုသိထားတဲ့စာတွေကိုဘယ်မှာ share လို့ share မှာဒီဟိုမဂ္ဂဇင်းသွား share ပြန်တော့အဲ့ဒီမဂ္ဂဇင်းကလူတွေကကို့အကြောင်းဟိုလက်ခံခြင်းမှာလက်ခံမှာပေါ့နော်ဒီမှာကတော့ဟိုတတော်နဲ့ခုနဒီ MTE နဲ့စိမ့်ဆူနဲ့ခုနဘောင်းကျင်နဲ့အဲ့မှာလုတ်တဲ့လူတွေရဲ့အတွေ့အကြုံကို့အတွေ့အကြုံတွေကိုဒီမှာမျှဝေနိုင်မှာဖြစ်ပါတယ်ဒီမှာမျှဝေလို့ရတယ်တခြားနေရာမှာသွားမျှဝေလို့မှဖတ်မှာမဟုတ်ဘူးနော်ဒီမှာတော့ကျွန်တော်အများအားသိမ်းထားပါနောက်တစ်ခုကဘာအားသာချက်ရှိလဲဆိုရှင် MD လဲပါမယ်တစ်တော်လဲပါမယ်စိမ့်ဆူလဲပါမယ် ECD လဲပါအဲ့ဒါဘယ်လိုလုပ်မလဲဘယ်လိုမှလုပ်စရာမလိုတပွဲထဲမှာထည့်ထားလိုက်အဲ့မှာပွဲထဲမှာစုပေါင်းလူကဥပမာဆိုတော့900ရှိရဆိုတော့900ရှိရဆိုရင်အမတစ်တော်ကဘယ်သူပါဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်အဲ့တစ်တော်ကလူပဲကူညီပေါ့ကျန်တဲ့လူကဘာမှဟုတ်ကဲ့အဲ့ဆိုတော့ဝိုင်းပြီးတော့စာလာလိုက်ပေါ့ဟောရသူကလေးရောက်ပါစီလို့ဒါမှအမြန်နေကောင်းပါစီလို့ဘာညာအစပြပေါ့နော်တကယ်လို့ပျော်ရွှင်စရာသတင်းဆိုလို့ရှိရင်လည်းဂုဏ်ယူပါရ congratulation ဘာညာပေါ့နော်သူ့ရဲ့သားလေးရဆို6ဘာသာခုတက်4ဘာသာခုနိုင်ငံခြားမှာပွဲရတယ်ဘာညာဆိုလို့ရှိရင်လည်းပဲဝိုင်းပြီးတော့မှပျော်ရွှင်တဲ့သတင်းလေးတွေလုပ်လို့ရတယ်နောက်ပြီးလို့ရှိရင်တို့အဖွဲ့တွေပဲတို့အဖွဲ့တွေပြန်စုမိပြီလေတို့သက် messenger group ဖွဲ့လိုက်မယ်ဆိုကိုယ့်ဘာကိုလွတ်လွတ်လပ်ပြန်ပြီးတော့ဖွဲ့လိုက်ကြပြီနော် MD ကလူတွေ MD ဖွဲ့စိမ့်စုကလူတွေစိမ့်စုပါလဲ2ဖွဲ့3ဖွဲ့ရှိနေတာပေါ့နော်သူ10ရောက်လောက်ကသူဟာသူအဖွဲ့ကြီးလွတ်လပ်စွာဖွဲ့နေတယ်ပေါ့အဲ့ဒါကတော့အားသာချက်ရှိတယ်အဲ့လိုမျိုးလေးအားသာချက်ရှိပါတယ်နောက်စိတ်ကောဥကတော့ဘသူတွေကဘယ်ဒေသမှာနေတယ်ဆိုတာလဲအရင်တော့ဒီလိုမျိုးလဲစုံစမ်းထားတာလည်းမရှိဘူးစီးရင်ပြုစုထားတာလည်းမရှိတဲ့ကြောင့်လို့စုံစမ်းဖို့တော့လိုတာပေါ့လေဒါကုဒေသမှာကိုဘသူတွေရှိတယ်လဲဆိုတာမျိုးပေါ့နော်အဲ့ဒါကတော့စိတ်ကောမှုရှိတယ်နောက် Facebook မရှိတဲ့လူတွေအင်တာနက်အရာမကောင်းတဲ့လူတွေတို့ကိုကြတော့သူတို့တွေကတော့ကြံရစ်တယ်လို့ဖြစ်သွားတာပေါ့နော်ဘေးရောက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့ဒါကိုမြို့နယ်အတွင်းမှာကိုရှိနေတယ်ဆိုလို့ရှိရင်အရာရှိတယောက်ကအငင်းစားယူပြီးဒီမြို့နယ်မှာရှိနေတယ်ဆိုလို့ရှိရင်လည်းအရာရှိဆိုတော့အမှုတန်းတော့တခြားအမှုတန်းတော့ရှိနေတယ်ဆိုတော့ဘယ်သူကတော့ဘယ်မှာရှိတယ်ဘာညာဆိုတော့စနစ်တကျအကူအညီပေးဖို့အတွက်အဲ့ဒါတော့စိတ်ကောင်းမှုရှိတယ်နော်အကူအညီတွေကမမျှမတဖြစ်နေတယ်တို့ကူညီတာဟောတောကြီးဆိုဘလောက်တောကောင်းတောဆိုဘလောက်တောကောင်းဆိုဘလောက်တောကျဆိုဘလောက်နေစားဆိုဘလောက်ဘာညာပေါ့နော်အဲ့လိုမျိုးတော့မဖြစ်နိုင်ဘူးတယောက်ကနိုင်တစ်ခုဖြစ်တယ်အဲ့ဒါတွေလွတ်ချော်သွားတာမျိုးလည်းဖြစ်နေတယ်နောက်ကျတာမျိုးလည်းဖြစ်နေတယ်နောက်ကျမှတစ်လောက်ကျမှပြီးလို့တေချာလို့ဒါဝိုင်းပြီးတော့ထောက်ပံ့ကြမယ်ဆိုတော့အထိုက်တယောက်ပေါ့သူရလိမ့်မယ်အဲ့ငွေကြီးပတ်သက်ကိုဘလောက်သတ်မှတ်ချက်တွေဟာအစည်းအဝေးတွေနဲ့ဆုံးဖြတ်ပြီးတော့မှနာယကတွေဥက္ကဋ္ဌတွေအတွင်းမှုတွေဘဏ္ဍာရေးတွေကနေဟာဘယ်သူဆိုရင်ဘလောက်ဖြစ်ရမယ်ဘယ်သူဆိုရင်ဘလောက်ဖြစ်ရမယ်ဆိုတာမျိုးတွေပေါ့အဲ့ဒါမျိုးတွေကတော့လုပ်လို့မရနိုင်ပါဘူးဒါကတော့ဒါစိတ်ကောင်းမှုရှိပါတယ်အဲ့တော့သိတဲ့လူကြီးအတီးပြုတ်ပါဘယ်သူကတော့နေမကောင်းဖြစ်နေဆိုဘယ်သူမှဘာမှမပြောဘယ်ဆရာတွေကမှဘာမှမပြောဘူးငါနဲ့မသိလို့နေမဟုတ်ဒါသူတွေဘယ်တော့မှဘယ်လိုလုပ်ခဲ့တာဘယ်လိုတော်တာရုံးကြီးပေါ့နော်ဘာဘယ်လိုလုပ်ခဲ့တယ်ဆိုလည်းပြောလိုက်လို့ရှိရင်ကြာ verify ပေါ့နော်ဒါကတော့အတန်းစားခွဲတဲ့သဘောတော့မဟုတ်အရာရှိတယောက်ကနေပြီးတော့ဒီလိုမျိုးလှုပ်ပြလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပို့ပြီးတော့မှစိတ်ချသွား verify လုပ်ပြလိုက်တယ်ပေါ့ကူညီတဲ့အခါမှာလည်း
အထောက်ကနေပူပြီးတော့နည်းနည်းပူများသွားတဲ့နေရာရှိနောက်ကိုရစ်ကိုယ်တာအချက်လက်တွေကိုဘယ်သူကဘယ်မှာနေတယ်လိစာဘာညာအဲ့လိုကိစ္စတွေကလည်းပဲတခြားနေရာတွေရှောက်ပြီးတော့ဖြန့်သွားတာမျိုးတွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့အမှားယွင်းတွေဖြစ်သွားတယ်တက်တွဲပြီးတော့ပေါ့နော်အဲ့ဒါကိုသတိထားဖို့လိုပါတယ်စီကန်းထဲမှာလည်းပါပါတယ်နောက်တစ်ခုကတစ်တော်မိသားစုကတို့ကမြန်မာတစ်လုံးကတို့ကစိမ့်ဆိုကွာတို့ကပေါင်းရင်ထိမ့်သိမ်းကွာဆိုပြီးအဲ့ဒါတွေအကုန်လုံးနာမည်တွေအကုန်လုံးပေါအောင်ဆိုပြီးတော့အဲ့လိုမှဲ့ဖို့ကတော့လည်းအခက်အခဲရှိပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အပင်နဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အဓိကကြားတာပေါ့နော်ပေါင်းရင်ထိမ့်သိမ်းဆိုလဲတဘာဝပေါင်းရင်ဆိုလို့ရှိရင်တော့ဒါတစ်တော်နဲ့ကျွန်တော်များနှိစက်ပါတယ်အဲစိတ်ယုံနေအလုပ်ယုံနေဆိုတော့ဒါတစ်တော်နဲ့တော့မနှိစက်ဘူးဒါပေမဲ့အဲ့ဒီမှာတစ်တော်ပညာသင်တဲ့လူတွေအဲ့မှာရှိရကြမလို့ Facebook နာမည်ကိုတော့တစ်တော်မိသားစုလိုပဲခတ်တူတူမြန်မာတစ်တော်မိသားစုလိုပဲထည့်လိုက်ချင်ပါတယ်အဲ့တော့မြန်မာလို့ထည့်ရတဲ့အကြောင်းရင်းကလည်းပဲရိုက်လိုက်လို့ရှိရင်မြန်မာလို့ရိုက်ပါ forestry နဲ့စရိုက်လို့ရှိရင်တနိုင်ငံလုံးမှာတစ်ကမ္ဘာလုံးမှာ forestry တွေအများကြီးရှိတယ် forestry family လို့ရိုက်ထည့်လို့ရှိရင်တစ်ကမ္ဘာလုံးက forestry family တွေအကုန်ကြလာလို့ရှိရင်ရွေးရခက်ပါအဲ့တော့မြန်မာတလုံးရိုက်လိုက်မှဆိုရင်ရပြီဒုတိယတလုံး မြန်မာ forestry လို့ရိုက်လိုက်လို့ရှိရင်အောက်မှာ Facebook မှာရှာကြည့်လို့ရှိရင်အောက်မှာ2ခု3ခုပဲရှိတော့အဲ့ဒါရွေးရတာလည်းဘယ်မှာဖြစ်ပါနောက်တစ်ခုကတော့ဒီ IT ရဲ့ဤပညာတွေပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အခုတချို့ပြောတယ်ပေါ့ဒါမြန်ဖွက်လိုက်ပါတော့မြန်လုပ်လိုက်ပါလို့လားဆိုတော့မဟုတ်ကျွန်တော်အဲ့မှာ group ရဲ့စီမင်းစီကန်းတွေကိုကျွန်တော်အသေးစိတ်လေ့လာပါတော်တော်လေးကိုအသေးစိတ်လေ့လာတယ်မေးတယ်ကျန်တဲ့လူတွေသိတယ်လူတွေမေးရတယ်ရှိတယ်ဆိုတော့အခုလက်ရှိလုပ်နေရတော့ပုံ IT ရဲ့သဘောတရားတွေဒါကိုအခွင့်ကောင်းယူပြီးတော့အားနည်းချက်တွေဖြစ်မသွားအောင်ပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်လေ့လာလို့ပါဒါကတော့အားနည်းချက်နဲ့အားသာချက်ပေါ့အဲ့တော့ကျန်တဲ့ကျွန်တော်တဲ့ဟိုကျွမ်းကျင်တဲ့လူတွေကလည်းဒီမှာတကယ်မျှဝေတဲ့ခါကြလို့ရှိရင်အောက်ကနေပြီး comment မှာရေးပြပါဒီရစာတွေဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးတင်တဲ့ခါကြလို့ရှိရင်အောက်ကနေပြီးထပ်ပြီးတော့မှထပ်ရေးပြကျွန်တော်တို့ admin မှာစင်ခေါ်ချက်ကလည်းအခုလောဆယ်ကျွန်တော်တယောက်တည်းပဲရှိတယ်နီးစက်တဲ့လူပေါ်လာဟိုမှာဦးစီးသူတွေတို့ကသူတို့မေးပြီးတော့မှအကျိုးအကြောင်းတွေမေးရတယ်အဲ့တော့ကျွန်တော်ကတော့ IT ကိုပွင့်လိုက်ပြီလို့ရှိရင်တော်တော်လေးလေ့လာထားတယ်အခုဆိုလို့ရှိရင်လည်း AI နဲ့ပတ်သက်လို့ရှိရင်လည်းအနည်းဆုံး software ရဲ့6ခု9ခုတော့ကျွန်တော်ကောင်းကောင်းသုံးတယ် software IT တွေပေါ့နော် IT နဲ့ပတ်သက်တဲ့က sorry AI နဲ့ပတ်သက်တဲ့က AI ကိစ္စတွေလေ့လာဒါပေမဲ့ကျွန်တော်က IT သမားလည်းမဟုတ်ကျွန်တော်ဝါသနာပါလို့လေ့လာဆိုအားနည်းချက်တွေအများကြီးရှိနောက်ပြီးဒီဥစ္စာကြီးဒီ group ကိုဖျက်ချခြင်းမခံအောင်ဒီ community standard ဖြစ်အောင်ကျွန်တော်အနေနဲ့စင်စက်မပြတ်လေ့လာပြီးတော့မှအားလုံးလည်း remind လုပ်ပြီးတော့မှအားလုံးလည်းအသိပေးပြီးတော့မှအားလုပ်နေရပါမယ်ကျွန်တော်မှသိလို့ရှိတယ်နောက်တစ်ခုကကျတော့ဟိုဝင်တရားတစ်ခုထည့်လိုက်ချင်မို့ကျန်တဲ့လူကလည်းပြောတယ်နောက်ကျွန်တော်တစ်ချက်မှာအကျိုးအကြောင်း comment တွေရေးပြတဲ့စာကိုချက်ချင်းကျွန်တော်ငုတ်တုကြီးထိုင်ပြီးတော့ကွန်ပျူတာရှိမှတနေ့ကိုငုတ်တုထိုင်ပြီးတော့မှအချိန်နဲ့ဒီလေးကြီးတုံ့ပြန်နိုင်ဘူးကျွန်တော်ရှိနေသေးပါဘူးအဲဒါကြောင့်မလို့ဒီရေရှည်မှာတော့ကျွန်တော်ဒီဟိုလည်း ID နဲ့ပတ်သက်တော့ 100% ဒီလိုအတွေ့အကြုံမပြေပါဘူးကျန်တဲ့မတမာမှုတွေလုပ်တယ်စီကံမလိုက်နာတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ဆိုင်းငံ့နာမျိုးပေါ့နော်ထုတ်ပြဖို့အတွက်ကျွန်တော်အဖွဲ့လေးဖွဲ့ပြီးတော့မှဒါလေ့လာသုံးသပ်ပြီးတော့အဖွဲ့ဝင်တွေကလည်းပဲအဲ့ထဲမှာဘလူးကဘာလဲဘလူးရေးလိုက်တယ်ပေါ့နော်ဘသူ့အကြောင်းကိုရေးလိုက်တယ်ဒါမှမဟုတ်လည်းနောက်တစ်ခါတချင်းတစ်ပုတ်တင်လိုက်တယ်အဲ့တချင်းတစ်ပုတ်ကကျွန်တော်မြန်မာနိုင်ငံကနေ copy တန်စင်ကြီးတင်လိုက်တယ်ဆိုတာနိုင်ငံခြားတချင်းတစ်ပုတ်ကိုခိုးပြီးတော့မှတန်စင်ကိုခိုးပြီးတော့မှဒီကနေ့ copy စာသားနဲ့ကောက်တင်လိုက်လို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ကိုက video file လေးတော်ထဲမှာလုပ်တဲ့ video file လေးပေါ့နော်အဲ့ဒါလေးနောက်ခံတီးသွားကနိုင်ငံခြားတီးလုံးနဲ့လုပ်လို့ရှိရင်ကျွန်တော်တို့အဲ့ဒီ group ကိုဟိုက Facebook ကဖျက်ပြမှာဖြစ်တယ်အနည်းဆုံးတော့ဆိုင်းငံ့သွားမှာဖြစ်တယ်အဲ့လိုရှိပါတယ်အဲ့တော့အဲ့မူပိုင်ခွင့်တွေရှိပါတယ်အဲ့မူပိုင်ခွင့်တွေကျွန်တော်ချိုးဖောက်လို့မရပါဘူးသူများလုပ်ထားတဲ့ကိစ္စတွေကျွန်တော်ဒီထက်မှလာပြီး share လို့မရပါဘူးเนาะအဲ့ဒါမျိုးပေါ့ရေရှည်မှာကြားလို့ရှိရင်တော့ဥမာ MT ကလည်းတယောက်ဒီထက်မှပါမယ်ခုနကဟိုစိမ့်စောကလည်းပါမယ်အဲ့လိုမျိုးဆိုလေဘူးကောင်းပါတယ်သိတဲ့လူချင်း share တာပေါ့เนาะသူ risk တော့တိတ်တော့မများပါဘူးဥမာမမှန်မကန်မဲ့လူတယောက်ဒီမကောင်းမဖြစ်ဖက်နဲ့ဒီမကောင်းဖြစ်ပါတယ်ဆိုကောက်ပြီးတော့တင်ပြီးတော့စသလိုနောက်သလိုလုပ်တယ်အကုန်လုံးကလည်းဝိုင်းပြီးတော့ပတ်စံတွေထောက်ပတ်ကြတယ်တယောက်ကို1000 2000ဒီဆုံးရှုံးသွားတယ်အကုန်လုံးပေါင်းလိုက်တော့3-4သိန်းလောက်ရှိတယ်အဲ့ဒါတော့လည်းမတတ်နိုင်ဘူးကျွန်တော်တို့ဘယ်လိုမှလည်းအဲ့ဒါဓာတ်စီလို့တော့မရဘူးအဲ့ဒါကတော့နောက်တဲ့ပြောင်းခုဖွဲ့ထဲမှာနောက်တဲ့ပြောင်းနေလို့ရှိနေဖြစ်မှာပေါ့အဲ့တော့ဒီရှိမှာဆိုရင်တော့ဟိုဝိုင်းကူပြီးတော့မှအဲ့စာကို share လုပ်ပြီးမှလာစောင့်ရှောက်မယ်လို့လည်းလိုအဲ့တော့ပြောကြရတွေကတော့အများကြီးပဲကျွန်တော်လေ့လာတာစာမျက်နှာ28မျက်နှာရှိတယ်ဒီ Facebook က Facebook page က Facebook group အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအဲ့ page ကလောက်ထားတာရှိတယ်အခုဆို280ကျော်လောက်ရှိသွားပြီ80လောက်ရှိသွားပြီအခုက group ကိုအသက်ထက်လုပ်တယ်
page မှာကကြတော့ share လို့ channel လူတွေကဟို post လုပ်လို့မရဘူးဆိုတော့အဲ့ဒါကြောင့်မလို့ဒီ group တင်ထားတယ်ပေါ့နော်အဲ့ဒါလေးပါပဲအားကြောင့်နောက်ဆုံးအနေနဲ့တစ်ချိန်လုံးကကျွန်တော်တို့လုပ်ငန်းဝင်နေမှာတော်တဲ့ထောင်ထဲမှာအထက်အောက်အရာရှိအမှုတန်းဆရာတပည့်အနေနဲ့ကြာရတာဝန်ကိုပြည့်ရတဲ့တာဝန်ကိုကြည်ပြောင်းအပေါင်းများစွာပြင်မစင်းရဲစွာအတူလုပ်ဖြစ်ကြတယ်။နောက်အငိမ့်စားယူပြီးတဲ့ခါကျတော့လေဘယ်သူတွေကဘယ်ရောက်လို့ရောက်မှမသိတော့ဘူး။တော်တော်များများတော့ဖယ်ဆရာကြီးတွေအရာရှိကြီးတွေကဘယ်မှာနေတယ်မလုပ်တယ်သူတို့တွေခဏခဏစုံတယ်သူတို့တွေပဲဆရာကတော့ဝဲလို့ဘာလို့အဲ့လိုမျိုးမတက်ကြည့်ပူဇော်ဖို့လုပ်ကြတယ်။ဒါပေမဲ့အောက်မှာရှိနေတဲ့အမှုရန်အဆင့်တွေကြတော့ပြောဆိုနှုတ်ဆက်မဲ့လူယူဆိုင်မဲ့သူမေထုခေါ်ပြောလုံးမဲ့သူမရှိဘူးဖိမကူညီမဲ့သူမရှိဘဲနဲ့သူတို့ရောက်ရအရာမှာအထီးကျန်စွာနေထိုင်နေကြဒါကြောင့်မလို့အချိန်တုန်းကတက်တော်မိသားစုလည်းအခုလည်းမိသားစုပါပဲနော်နီဝေးစင်ရချမ်းသာမြေအရာရှိအမှုရန်အဲ့လိုမျိုးမခွဲကြဘဲနဲ့ဂတိတရားကျိုးစုပေးမဲ့ဂရုစိုက်ပေးမဲ့သူတွေအားလုံးအတွက်ကိုခိုးလုံးစုံစည်းရာနေရာလေးတစ်ခုပေါ့မြန်မာတက်တော်မိသားစုတနေရာကိုတည်ဆောက်နေတာဖြစ်ပါတယ်လိုအပ်ချက်တွေလည်းအများကြီးရှိပါတယ်အားလုံးကလည်းဝိုင်းဝန်းပြီးတော့မှအရင်တော့ဒီပုံစံမျိုးလေးပေါ့ပြန်လဲပြီးတော့မိသားစုဆန်ဆန်လေးပေါ့ဖြစ်အောင်ပြန်ပြီးတော့တည်ဆောက်ကြပါစို့ဒီလိုလုပ်ခြင်းအပြင်လည်းအခုလက်ရှိဝန်ထမ်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့သူကြီးအားလည်းပဲတချင်ကြလို့သူပြင်ဆင်ယူသွားလို့ရှိရင်နေရာလေးတစ်ခုတော့ရှိတယ်သူဖြတ်ဝင်စရာနေရာလေးတစ်ခုရှိတယ်ဆိုတော့အတီးလေးလည်းသူတို့တို့ကိုလည်းပဲကြားနိုင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်